မင်္ဂလာပါဒီနေ့မှာတော့အမြင်အာရုံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဘူးစားလေးတွေကိုအနည်းငယ်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပုံမှန်မြင်နေရတဲ့အနေအထားပါဒီအရာဝတ္ထုတစ်ခုကိုအလင်းသားကရိုက်ခတ်ပြီးတော့ကျွန်တော်တို့မျက်လုံးထဲကိုဝင်လာတဲ့ခေါ်နီယာနဲ့ lens ဒီအမြင့်ကြည့်လွှာနဲ့မန်ဘလူးကိုဖြတ်ပြီးတော့ retina ဆိုတဲ့အမြင်လွှာပေါ်ကိုစုံမအဖြစ်နဲ့ကြာရောက်မှပုံမှန်မြင်နေရတဲ့အနေအထားဖြစ်ပါတယ်ကျွန်တော်တို့မှာအမြင်အာရုံချိုးရင်းတဲ့ပြဿနာ၃မျိုးရှိပါတယ် long sightedness ရယ် short sightedness ရယ်နောက်ပြီးတော့ astigmatism ဆိုတဲ့အရာ၃ခုရှိပါတယ်အဲ့တော့ long sightedness ဆိုတာဘာလဲပေါ့ long ဆိုတာအဝေး sight ဆိုတာအမြင်အဝေးမြင်တယ်ပေါ့အဝေးမြင်တယ်ဆိုရင်အနီးမုံဖြစ်ပါတယ်အဲ့ဒီအနီးမုံက2မျိုးရှိပါတယ် hyperopia နဲ့ presbyopia ဆိုတဲ့အရာ2မျိုးရှိပါတယ်ဒီအနီးမုံတဲ့အကြောင်းရင်းကပုံမှန်ကဘယ်လိုဖြစ်တယ်လဲဆိုတော့အလင်းသားကဝင်လာတဲ့အလင်းသားက retina ဆိုတဲ့အမြင်လွှာပေါ်ကိုဒီစုံမအဖြစ်စုံမမကြရောက်ပဲ retina ရဲ့ဟိုးအနောက်မှာရောက်တဲ့အတွက်ကြောင့်သူအနီးမုံနေရတဲ့ပြဿနာဖြစ်ပါတယ်အဲ့တော့ hyperopia ကဘာဖြစ်တယ်လဲဘာကြောင့် hyperopia ဖြစ်တယ်လဲ hyperopia ကဒီ cornea ဆိုတဲ့အရာကြီးကဒီမျက်ကြည်လွှာကဒီခုံးသိမ်းတလောက်မခုံးပဲနဲ့ပြားနေတာပေါ့ flat ဖြစ်နေတာပေါ့အဲ့လို flat ဖြစ်နေတာရဲ့နောက်ပြီးတော့ဒီ eyeball လို့ခေါ်တဲ့မျက်လုံးရဲ့အနေထားလုံးဝနဲ့ eyeball ကတိုးနေတာပေါ့တိုးနေတာဆိုတာအနားလည်အောင်ပြောရင်တော့ကျုပ်နေတာပေါ့အဲ့လိုမျိုးအနေထားမှာဒီ hyperopia ဆိုတဲ့ဒီအနီးမုံဖြစ်တတ်ပါတယ်အဲ့တော့ presbyopia ကျတော့ဘာလို့ဖြစ်တယ်လဲဆိုတော့ presbyopia ကျတော့ဒီ lens ဆိုတဲ့မန်ဘလူးကအနေထားမှန်တဲ့အချိန်မှာ presbyopia ဖြစ်တတ်ပါတယ်ကျွန်တော်တို့ကအရာဝတ္ထုတစ်ခုကိုကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီအရာဝတ္ထုကိုမြင်နေရတယ်ဆိုတဲ့အမြင်အာရုံဖြစ်လာအောင်ဒီအတိကလှုပ်ဆောင်ပေးတဲ့အရာတွေအကြောင်းကိုကျွန်တော်အရင်ဗီဒီယိုတစ်ခုမှာမျှဝေပေးထားပါတယ်ဒါကတော့ short sightedness အကြောင်းဖြစ်ပါတယ် short sightedness ကိုဒီသိပ္ပံဘာသာရပ်နဲ့ myopia လို့ခေါ်ပါတယ် short ဆိုတာကအနီး sight ဆိုတာအမြင်အနီးမြင်ရတဲ့အရာဖြစ်ပါတယ်အနီးမြင်တဲ့ဆိုရင်အဝေးမုံဖြစ်ပါတယ်အဲ့တော့ဒီဝင်လာတဲ့အလင်းသားကအရာဝတ္ထုကိုရိုက်ခတ်ပြီးတော့ဝင်လာတဲ့အလင်းသားကကျွန်တော်တို့မျက်လုံးရဲ့အနောက်ဆုံးမှာရှိတဲ့ retina ဆိုတဲ့အမြင်လွှာပေါ်ကိုမကြရောက်ပဲအမြင်လွှာရှေ့မှာတွတ်ဆုံနေတဲ့အတွက်ကြောင့်ဒီ short sightedness ဖြစ်ပါတယ်အဝေးမုံဖြစ်နေပါတယ်ဒီအနီးမုံနဲ့အဝေးမုံဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းဖို့တခြားဒီပြင်ပကအရာဝတ္ထုတစ်ခုအကူအညီရပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီမန်ဘလူးဖြစ်ပါတယ်ပြောရင်တော့မျက်မှန်ဖြစ်ပါတယ်โอเคမျက်မှန်အကြောင်းကိုတစ်ချက်တော့တွားကြည့်အောင်မျက်မှန်ဒါမှမဟုတ်မန်ဘလူးဆိုတဲ့အရာက2မျိုးရှိပါတယ် convex နဲ့ concave ဆိုတဲ့မန်ဘလူး2မျိုးရှိပါတယ် convex ကြတော့ဒီအလင်းဝင်လာတဲ့အလင်းသားတွေကိုစုပေးပါတယ် concave ကြတော့အလင်းသားတွေကိုပြန်ပြီးတော့ဒီခွဲပေးပါတယ်ဒါကသူတို့နှစ်ခုရဲ့မတူညီတဲ့လှုပ်ဆောင်ချက်တွေဖြစ်ပါတယ်ဒါကတော့ဒီအနီးမုံကိုပြန်လည်ပြုပြင်ထားတဲ့ပုံစံဖြစ်ပါတယ်အနီးမုံကဝင်လာတဲ့အလင်းသားက retina ပေါ်ကိုသွားမစုံပဲနဲ့ retina ရဲ့ဟိုအနောက်မှာသွားဆုံနေပါတယ်အဲ့ဒါကြောင့်ဒီပြန်ကားနေတယ်ပေါ့အဝေးကိုရောက်နေတဲ့အလင်းသားကိုပြန်ပြီးစုရပါမယ်အဲ့လိုစုဖို့ဆိုရင်အလင်းသားကိုစုတဲ့မန်ဘလူးအခုံးကိုသုံးရပါမယ်ဒါကတော့ short sightedness ကိုပြန်လည်ပြုပြင်ထားတဲ့ပုံစံဖြစ်ပါတယ် short sightedness ကဝင်လာတဲ့အလင်းသားက retina ပေါ်ကိုသွားမစုံမနဲ့ retina ရဲ့ရှေ့မှာစုံနေတဲ့အတွက်ကြောင့်အလင်းသားကစုနေတယ်ပေါ့အလင်းသားကစုနေတဲ့အတွက်ကြောင့်အလင်းသားကိုပြန်ပြီးတော့ခွဲပေးရမှာဖြစ်ပါတယ်အဲ့လိုခွဲပေးတဲ့အတွက်ကြောင့်အခွဲပေးရမှာဖြစ်တဲ့အတွက်ကြောင့်အလင်းသားကိုခွဲပေးတဲ့မန်ဘလူးအခွက်ကိုလိုပါတယ်မန်ဘလူးအခွက်ကိုသုံးရမှာဖြစ်ပါတယ်ဒါကတော့ astigmatism ဖြစ်ပါတယ် astigmatism ဆိုတာကဝင်လာတဲ့အလင်းသားကစုံမတ်တွေအများကြီးဖြစ်နေတာဖြစ်ပါတယ်ဒီအရှိမလည်းစုံတယ်လို့အနောက်မှာလည်းစုံနေပါတယ်ပြိုင်သူလည်းစုံနေပါတယ်ဒီစုံမတ်က2ခုလည်းဖြစ်နေတယ်လို့3ခုလည်းဖြစ်နိုင်ပါတယ်တရားကပြောရရင်တော့အနီးလဲမုံတယ်လို့အဝေးလဲမုံနေတဲ့အရာဖြစ်ပါတယ်2ခုစလုံးမုံနေရကို astigmatism လို့ခေါ်ပါတယ်ဒီပြဿနာကမန်ဘလူးနဲ့ပြပြင်လို့မရပါဘူးခွဲစိတ်ကူတာမှုခံယူရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ် channel ကို like နဲ့ subscribe လေးအားပေးခဲ့ပါ bye bye